hello ဒီနေ့ကတော့စွန်ကြောင်းငပြည့်ကျော်လေးချက်မှာဖြစ်ပါတယ်ပထမဆုံးစီပူလာပြီဆိုရင်မြုပ်တီးနဲ့ချက်သွန်ဖြူလေးကြိတ်တာကိုရောပြီးတော့စီတက်မှာဖြစ်ပါတယ်ပြီးရင်ပစွန်ကြောင်းလေးကိုထည့်ပြီးတော့ရောတက်မှာဖြစ်ပါတယ်ရှင်ဒါကတော့ချက်သွန်ဖြူလေးကြိတ်တာနဲ့တက်တာဖြစ်ပါတယ်ပစွန်ကြောင်းလေးစားထည့်လိုက်ပြီနော်ထည့်ပြီးတော့တမအောင်ကျော်ပြီးတော့မှွေနေပါတယ်ရှင်ချက်ချောက်လေးပြောင်းပေါ့နော်ချက်ချလေးကြောမှာဖြစ်ပါတယ်အရန်လေးမှစားကောင်းပါတယ်လိုက်ပြီးတော့ကြောစားကြည့်ပါရှင်ကျေးဇူးပါငွေအေးလေးနဲ့နော်ဟင်းကားလေးနဲ့ရန်စားကောင်းပါမလို့တမင်ပူပူလေးတဲ့hello ဒီနေ့ကတော့စွန်ကြောင်းငပြည့်ကျော်လေးချက်မှာဖြစ်ပါတယ်ပထမဆုံးစီပူလာပြီဆိုရင်မြုပ်တီးနဲ့ချက်သွန်ဖြူလေးကြိတ်တာကိုရောပြီးတော့စီတက်မှာဖြစ်ပါတယ်ပြီးရင်ပစွန်ကြောင်းလေးကိုထည့်ပြီးတော့ရောတက်မှာဖြစ်ပါတယ်ရှင်ဒါကတော့ချက်သွန်ဖြူလေးကြိတ်တာနဲ့တက်တာဖြစ်ပါတယ်ပစွန်ကြောင်းလေးစားထည့်လိုက်ပြီနော်ထည့်ပြီးတော့တမအောင်ကျော်ပြီးတော့မှွေနေပါတယ်ရှင်ချက်ချောက်လေးပြောင်းပေါ့နော်ချက်ချလေးကြောမှာဖြစ်ပါတယ်အရန်လေးမှစားကောင်းပါတယ်လိုက်ပြီးတော့ကြောစားကြည့်ပါရှင်ကျေးဇူးပါငွေအေးလေးနဲ့နော်ဟင်းကားလေးနဲ့ရန်စားကောင်းပါမလို့တမင်ပူပူလေးတဲ့